အားလုံးမင်္ဂလာပါကျွန်တော်ဒီရွက်ဆိုရင်စမ်းဖြစ်ပါတယ်ဒီနေ့ကျွန်တော်ဖျားတေတာဖြစ်ပါတယ်9 credit မှာပေါ့နော်အဲ့တော့ကျွန်တော်အခုနည်းနည်းစောက်ထားတယ်ဒါကျွန်တော်ကိုယ်တိုင်စောက်ထားပါဘယ်သူမှမစောက်ပါဘူးကျွန်တော်လိန်နာမဟုတ်ပါဘူးဒီမှာ YouTube ထဲမှာဆိုလို့ရှိရင်နှိပ်လိုက်ရင်ဒီမှာတစ်ခုပေါ်လာလိုက်မှာပေါ့နော်အခုဘာမှမဖြစ်ပါဘူးအဲ့တော့ပေါ့နော်ကျွန်တော်ဒီမှာတေတာကြီးပါတယ်ပြီးလို့ရှိရင်ကျွန်တော်လုပ်မယ် translation လေးလုပ်လိုက်မယ်ပြီးလို့ရှိရင်တော့တဝက်ပြီးသွားလိမ့်မယ်တော့နေ့1 halfway ပြီးသွားနောက်ဆုံးတော့ halfway ပြီးသွား let's go ပြန်ပြီးတော့ translation လုပ်လိုက်မယ်ပြီးရင်နောက်ဆုံးထိပြီးသွားမယ် okay တော့အကုန်ပြီးသွားမယ်3 2 1ကျွန်တော် bro sneak peek လေးပြလိုက်မယ်ဒါကျွန်တော် translation မလုပ်ရသေးဘူးနည်းနည်းပဲပြီးသေးပြီးရင်တော့ translation ပြလုပ်မယ်ပြန်ပိတ်လိုက်မယ်ဒီကတော့ဖះကြီးကိုပြီးဆုံးသွားပါပြီလို့အားလုံးပဲကြည့်ကြပါအောင်ခင်ဗျာပတ်ပဲလိုက်တာထင်တာပေါ့နော်တော့ဘောတော့ဒီလိုမျိုးလေးအကွေလေးနဲ့လာပြီးဒီနောက်မှလည်းပေါ်လေးတက်ပြီးတော့ဒီလိုမျိုးသွားပြီးတော့ဒီနောက်မှဒီလိုမျိုးတက်သွားပြီးတော့ဒီလိုမျိုးလေးပြန်သွားပြီးတော့တဲတက်သွားပြီးကွေးလေးလုပ်ပြီးတော့တဲထောင်းတက်သွားပြီးတော့အပေါ်စိန်ဘူးတော်ကြီးရတအားကိုဒီညိုကောင်ပါအားလုံးမစိန်ဘူးတော်ဖူးကျင်လားမသိပါဘူးဘာလို့လဲမသိဘူးခိန်းနဲ့မပိန်အပြင်မှာအနေနဲ့ကြီးနေပါတော့စိန်ဘူးတော်အဲ့တော့စိန်ဘူးတော်ဖူးမယ်ပြီးတယ်မော်နော်စိန်ဘူးတော်ဖူးရင်တယ်မယ်ဒီမှာပါဟာဒီမှာပြို့ဒီတော့ဒီဖះကြီးရဲ့စိန်မှုတော့စစ်ကြီးပဲဖြစ်ပါတယ်စိန်မှုတော့အစ်စ်ပေါ့နော်မဘာဒါကြီးကတော့ဒါဖះကြီးရဲ့စိန်မှုတော့အစ်စ်ပါဒီမှာရွှေနဲ့ပေါ့နော်ဒီမှာဒါရွှေအစ်စ်ပါ Minecraft ရဲ့